ဒါပြီနော်အခုမှပဲဗီဒီယိုလေးကိုပြန်ပြီးတော့ record လုပ်ပေးဖို့အဆင်ပြေတော့ရရှင်ဒီနေ့ပြောပြပေးရမယ့်အကြောင်းအရာလေးတွေကကြတော့မိဖို့ကန်မှာသုံးတဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုထိုင်းလိုနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်မိဖို့ကန်ထဲမှာဆိုလို့ရှိရင်အိုးရှိမယ်နော်အိုးကိုကြတော့မော့အိုးမော့နောက်ပြီးရင်ဒဲအိုးရှိမယ်ဒဲအိုးနော်ကြော်တဲ့ဒဲအိုးတွေကိုကထဒဲအိုးကိုကထနော်နောက်ပြီးလို့ရှိရင်ဇလုံးကိုကလမန်ဇလုံးကိုကလမန်ဇလုံးကိုကလမန်နောက်ပြီးရင်ဓာကိုကကြတော့ meat အဲ့ဒါဓာကိုခေါ်တယ်နော်နောက်ပြီးလို့ရှိရင်မိဖို့ကန်ထဲမှာသုံးတာထမင်းပေါင်းအိုးရှိမယ်နော်ထမင်းပေါင်းအိုးကိုကြတော့หม้อหุงข้าวထမင်းပေါင်းအိုးကိုหม้อหุงข้าวဆန်ကိုข้าวสารထမင်းကိုကကြတော့ข้าวလို့ခေါ်တယ်နော်ထမင်းတယ်လိုက်ပါဆိုလို့ရှိရင်หุงข้าวหน่อยหุงข้าวให้หน่อยထမင်းနည်းနည်းတယ်ပေးပါဟုတ်ပြီနော်ဒါလေးကိုလိုက်မှတ်ပေးကြပါရှင့်